အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Harry ပါယနေ့ကျွန်တော် sharing လုပ်ပေးသွားမယ့်အကြောင်းရင်းကတော့ Top 10 the best Toyota car in 2025 2025ခုနှစ်အတွက် Toyota ရဲ့အကောင်းဆုံးကား10စီးပဲဖြစ်ပါတယ်။ဘာကားကြီးလဲဆိုတော့ကျွန်တော်နဲ့တူကြည့်လိုက်အောင်။နံပါတ်1 Toyota 4Runner ခင်မီရဲ့ဒီဇိုင်းနဲ့ကိုယ်ရည်တွေကိုအသုံးပြုပြီးတော့ hybrid ပါဝင်တဲ့လမ်းကျန်းသုံးကားမျိုးစား။နံပါတ်2 Toyota Crown Signia Premium ဆန်ပြီးတော့ luxury အတွင်းကပါဝင်တဲ့ကားမျိုးစားနံပါတ်3 Toyota Grand Highlander မြန်မာပြည်ကလူတွေအတွေ့များတဲ့ကလူကားရဲ့မျိုးစိတ်တစ်ခုနံပါတ်4 Toyota Tacoma ဂျုံကြီးစိတ်ချရပြီးတော့အကျန်းခံကြစ်လက်တဲ့ကားမျိုးစားနံပါတ်5 Toyota Land Cruiser luxury ဆန်တဲ့ off-road ကားမျိုးစားနံပါတ်6 Toyota Corollaမြန်မာနိုင်ငံရဲ့လမ်းတွေပေါ်မှာတွေ့ရများတဲ့ကားမျိုးစားနံပါတ်9 Toyota Camry အလဲလဲတန်းစားစလွန်ကားမျိုးစားနံပါတ်10 Toyota GR86 လူငယ်အကြိုက်စပေါ့တိုက်ကားမျိုးစားနံပါတ်9 Toyota BZ3HA မောင်းနေမှုအကူအညီစနစ်တွေပါပြီးတော့ EV crossover ကားမျိုးစားနံပါတ်10 Toyota RAV4 Hybrid နောက်ခန်းကျဲတဲ့ sub ကားအမျိုးအစားဖြစ်ပြီးတော့ hybrid ပါဝင်သွားဒီဗီဒီယိုလေးကလူချင်းမျိုးတို့အတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော်ကောက်လေးကို like and follow လေးလုပ်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်